သူတို့ချင်းများအားလုံးပဲမင်္ဂလာပါရှင်။မနက်ဖြန်16ရက်12လ25ပေါ့နော်။အင်္ဂါမနက်ခင်းအတွက်ပါနော်။အင်္ဂါမနက်ခင်းအတွက်ပါ။တူရီတွေကလည်းနော်ဘာကနေနေထွက်နေတယ်303ကတော်တော်ကြိုက်တယ်ထင်တယ်။ရှေ့ဘက်မှာ2ကြိမ်ခုပဲလဲစားကြရပါတော့။ကျန်တာပရိတောက်ကြတနေ့လား3ရက်တောင်ဆက်။ကဲညီမတို့ကိုထိတ်စီးလေးကိုသွားမယ်နော်။ထိတ်စီးကိုသွားမယ်ဆိုတဲ့အတွက်ကြောင့်ကြည့်ကြအောင်နော်ဒီမှာရှိတာက4ပေါ့နော်4နော်4ရဘယ်ခဏပေါင်းမှလဲသူ့ဘေးမှာရှိတဲ့ဒီမှာနှစ်တုံညာနှလုံးပေါင်းတော့နှစ်4ရဲ့နှစ်ခတ်နှစ်ဆိုပြီးသွားမယ်ဒါဆိုဒီမှာ8နော်နှစ်တက်ပေါင်းတော့3 8ရဲ့ပါဝါ3ဒီမှာက3ညာ3ပေါင်းတော့3ညမြချင်း3ဟုတ်ပြီနော်ဒါဆိုဒီမှာ5ဒီမှာ2ရဲ့ဒီမှာထိတ်စီးတစ်လုံးရဲ့ပေါ့နော်ဒါဆိုရင်5ပါဖြစ်မလဲဆို equal power နက်က5ညမြချင်းက5 power 3ည5နက်က3နော်နှလုံးပေါင်းရင်3ည3ပေါ့နော်ဒါဆိုလို့ရှိရင်ကနန်းလေးထည့်ရအောင်နော်ရှိနေတာက2ပါနောက်တစ်လုံးနဲ့ပေါင်းရင်5ဆိုတော့3ထည့်မယ်ရှိနေတာ2နောက်တစ်လုံးနဲ့ပေါင်းရင်3ညဆိုတော့2နဲ့8နဲ့ပေါင်းရင်3ညရှိနေတာ2ပေါ့နော်တစ်ထည့်လိုက်မယ်2နဲ့1နဲ့ပေါင်းရင်3ပေါ့နော်ဒါဆိုရင်3 8တစ်ဆိုပြီးတော့မနက်ဖြန်အတွက်ရတာလားကထိပ်စီ3လုံးပေါ့နော်ဒါဆိုရင်အခုဒီဘက်မှာကအပိတ်ကိုသွားကြမယ်နော်အပိတ်ကတော့ဒီမှာရှိတဲ့ခွန်လေးပါနော်ဒီခွန်နော်ခွန်ကဘယ်ကနန်းပေါင်းပါလဲဆိုတော့နော်ဒီမှာ9ရေ2ရေနှလုံးပေါင်းတော့ခွန်ညင်ညာခြင်းခွန်နော်နောက်တစ်ပင်ရဲ့ခွန်ဆက်သွားမယ်နော်ဒီမှာရှိတာ9ရေ1ရေနှလုံးပေါင်းတော့3ည9နှစ်ခတ်3ညဒါဆိုရင်ဒီမှာရှိတာ3ညနော်3ရေဒီမှာလာမယ်အပိတ်ရနှလုံးပေါင်းရင်3ညပါဖြစ်မလဲဆို equal power နှစ်ခတ်3ညညီမချင်း3ညpower 5 3ညနှစ်ခတ်ခွန်ပေါ့နော်နှလုံးပေါင်းရင်3ည5ခွန်အဲ့ဒါကြောင့်မို့3ရှိတယ်ဆိုတော့ခွန်ထည့်မယ်3ခွန်ပေါင်းရင်3ည3ရှိတယ်ဆိုတော့2ထည့်မယ်3နှစ်ပေါင်းရင်5 3ရှိတယ်ဆိုတော့4ထည့်မယ်3 4ပေါင်းရင်ခွန်ပေါ့နော်ခွန်နှစ်4ဆိုပြီးရတာကဒီမှာအပိတ်ဟုတ်ပြီနော်ဒါဆိုရင်ဒီမှာတော့နောက်ကနန်းလေးထုတ်မယ်3ထိပ်စီးကိုခွန်အပိတ်3ထိပ်စီးကို2အပိတ်3ထိပ်စီးကိုဒီမှာ4အပိတ်8ထိပ်စီးကိုခွန်အပိတ်8ထိပ်စီး2အပိတ်8ထိပ်စီးကို4အပိတ်ပေါ့နော်နောက်တစ်ခါ1ထိပ်စီးကိုခွန်အပိတ်1ထိပ်စီးကို2အပိတ်နဲ့1ထိပ်စီးကို4အပိတ်ပေါ့နော်ဒီကနန်းလေးတွေရထားတယ်ဟုတ်ပြီနော်ဒါဆိုရင်နော်ဒီမှာကြိုက်ဆုံးကနန်းလေးကတော့ဒီမှာ3ခွန်နဲ့8နဲ့မနက်ဖြန်အတွက်ကြိုက်ပါတယ်เนาะဘယ်ပညာချဲကနန်းလေးထုတ်မှာပေါ့เนาะဘင်္ဂလားလော်ဒိုပေါ့เนาะညီမရဲ့ 3D တင်တဲ့ channel မှာလည်း 3D လေးတွေတင်ပေးထားပါတယ်เนาะ BNGALE ပေါ့เนาะ LOTTO လော်ဒိုဆိုပြီးတော့เนาะညီမအတန်ကြာမှတ်မိမှာပါเนาะရှာကြည့်လိုက်ပါเนาะအဲ့တော့ 3D ကြည့်တဲ့ကိုရီမာရရှိတာ comment မှာတွေ့ပြီလို့ပေါ့เนาะတတိယလို့ရေးပေးလိုက်တာပါဒါဆိုရင်မနေ့ကမှကန်ကောင်းပါစေဆုတောင်းပေးလိုက်ပါရနော်အားလုံးပဲကျေးဇူးတင်ပါတယ်